အားလုံးပဲမင်္ဂလာပါနဲ့ကျွန်တော်ရဲ့ knowledge မြန်မာ channel နဲ့ပြန်လည်လို့ကြိုဆိုလိုက်ပါရဗျာဟုတ်ကဲ့ပါဒီနေ့မှာတော့တော်မှာ video တွေဘယ်လိုစနစ်တကျတင်ရမယ်ဘယ်လို setting ချရမယ်ဆိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါ video လေးကိုစလိုက်ရအောင်ဗျပထမဆုံးတော်ရဲ့တစ်ချက်ဝင်လိုက်ပါမယ်တော်တစ်ချက်ဝင်မယ်တစ်ချက်ဝင်ပြီးရင် setting တစ်ချက်သွားချိန်မယ်ဗျာ setting တစ်ချက်သွားချိန်မယ်အဲ့တော့ကြာဒါကျွန်တော်အကောင့်တစ်ပေါ့ဗျာအဲကြောင့်မို့setting ချိန်မှုဆိုရင် setting privacy ကိုတစ်ချက်ဝင်ပါsetting privacy ကိုတစ်ချက်ဝင်ပြီးရင်ဟိုအပေါ်ဆုံးမှာရှိရဗျာ contact reference ဆိုတာရှိတယ်အဲ့လိုတစ်ချက်နှိပ်လိုက်ပါမယ်အဲ့ပေါ်ဆုံးမှာပဲ filter keyword ဆိုတာရှိတယ်အဲ့လိုတစ်ချက်နှိပ်မယ်ဟိုကျွန်တော်thank you follower ဆိုပြီးတော့တူထားထားရဗျာနောက်တစ်ခုထည့်မယ်ဗျာအဲ့တော့ keyword ကိုတစ်ချက်နှိပ်တစ်ချက်နှိပ်ပြီးတော့ဒီနောက်မှာထည့်မယ်ဗျာthank youဟုတ်ကဲ့ပါအဲ့ဒါချက်နေပြီဗျာနောက်ပြန် save လုပ်လိုက်မယ်ဗျာအဲ့ဒီ save လုပ်လိုက်မယ်အဲ့နောက်ပြီးတော့တခုပေါ့ဗျာအဲ့ပါပဲကဲအခုလောဆယ်တော့ကျွန်တော်ဗီဒီယိုတင်ပြပေးမှာဖြစ်ပါတယ်ဗီဒီယိုတင်ပြပေးမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့တော့ချင်ပါဗျာဒီတော့ချင်ပါဗျာဟုတ်ပါတော့အထက်လုံးမှာဖြစ်တဲ့အတွက်ကြောင့်ဗျာဟိုဘယ်လိုတင်တော့မယ်ဆိုရင်ဟိုဘယ်လိုလဲကက်ရှင်ကိုလည်းဟိုတခြားယူလို့ဗျာကိုယ့်ရဲ့ခေါင်းစဉ်ကိုလည်းတခြားယူလို့ရအဲ့လိုကြောင့်ကျွန်တော်ကဟိုရေးလိုက်မယ်ဆိုတော့ရှင်လေးကိုအယုံနဲ့တခြားရေးပေးလို့ပါတယ်ကွာအဲ့ပြီးသွားပြီဆိုတော့ဟုတ်ခဏပြေးဆိုရင်တော့ဒါမျိုးလေးထည့်ပေးရမယ်ဗျာအမလေးထည့်ပေးမှရမယ်ဗျာကျွန်တော်အခုထည့်ပြီးတော့ဗျာအဲ့တော့ခုတင်လိုက်မယ်ဗျာခုတင်လိုက်မယ်ကျွန်တော်ခုမှအကောက်ကဆောက်နာဆိုကြပါမှတော့မတင်ရသေးဘူးဗျာခုမှလည်းစတင်မှာပေါ့အဲ့တော့ကိုလေးကိုဟိုတင်ချက်ယူလိုက်မယ်ဗျာကဲပြီးသွားပြီးသွားရင်ဗီဒီယိုတင်ပြီးသွားပြီဆိုရင်ဘာလုပ်ရမလဲဆိုရင် setting စီရုပ်ကို setting privacy ကိုတစ်ချက်ဝင်လိုက်ဗျာ setting privacy တစ်ချက်ဝင်ပြီးသွားရင်ဟိုအောက်ဆုံးနေဟိုအောက်မှာရှိရဗျာနေချက်ပုံလေးနဲ့ hit center ဆိုတာရှိရ hit center ကိုတစ်ချက်ဝင်လိုက်ပါဟုတ်ကဲ့ဒီမှာအပေါ်ဆုံးမှာ for you ဆိုတာရှိရအဲ့ for you လို့တစ်ချက်နှိပ်မယ် for you ကတစ်ချက်နှိပ်မယ်နှိပ်ပြီးသွားရင်ပြီးတော့အောက်ကိုဆွဲဗျာဆွဲပြီးတော့လက်မလေးထောင်ပေးလိုက်မယ်ဗျာကိုလက်မထောင်ပေးလိုက်မယ်ပြီးတော့ follow you ဖတ်ကိုနှိပ်ပါပြီးတော့ကိုလေးကိုတစ်ချက်နှိပ်ပေးပါနောက်ပြီးတော့ w2 ဖတ်ဆန်ရှိရဲအဲ့လိုတစ်ချက်နှိပ်ပေးနောက်ပြီးတော့ကိုလိုတစ်ချက်နှိပ်ပေး profile view history ဆိုတာတစ်ချက်နှိပ်ပေးဗျာပြီးတော့အောက်ကိုဆွဲကိုလိုနှိပ်ပေးဟုတ်ကဲ့ဒါပဲဗျအဲ့ဒါပြီးသွားပြီအဲ့လိုမျိုးဗီဒီယိုတင်ပြီးသွားပြီအဲ့လိုမျိုးလုပ်ပြီးသွားပြီဆိုရင်ဗီဒီယိုတင်ပြီးရတဲ့မထွက်နဲ့ဗျာမထွက်နဲ့ဟိုဘယ်လိုပြောမလဲဒီသူများရဲ့ဗီဒီယိုကိုဟိုကြည့်ပေးရမယ်ဗီဒီယိုကြည့်ပေးရမယ်ဟို follow လုပ်ပေးရမယ် comment ရေးပေးရမယ်အဲ့လိုမျိုးလေးလုပ်ပေးရမယ်ဗျာ3-4ပုံလောက်အဲ့လိုလုပ်ပေးလိုက်ဗျာအဲ့လိုမျိုးကိုဘယ်လိုပြောမလဲဟိုဗီဒီယိုတစ်နေ့ကို2ပုံလောက်တင်ဗျာဟုတ်ကဲ့ဒီလောက်ဆိုတော့ရပါပြီအဲ့မျိုးတနေ့ကို2ပုံလောက်ပုံမှန်တင်ပေးပါဗျာကဲဗီဒီယိုလေးကဒီလောက်ပါဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်တော့ကျွန်တော်တောင်းဆိုချင်ပါတယ်ဗျာ